အားလုံးပဲမင်္ဂလာပါခင်ဗျအားလုံးကျမ်းမာချမ်းသာကြပါစေလို့ကျွန်တော်ဒီနေ့အတိုင်းစတောမီတာပို့လိုက်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့အင်္ဂလိပ်စာခရီးနဲ့ပတ်သက်တာလို့မိတ်ဆက်ပေးချင်တာရဲ့လူငယ်လူရွယ်တွေအင်္ဂလိပ်စာလေ့လာနေတဲ့သူတွေကိုအကြံပြုချင်တာပေါ့ကျွန်တော်အကြံပြုတဲ့အကြောင်းလူငယ်တဦးတစ်ယောက်အတွက်အကျိုးရှိမယ်ဆိုလို့ရှိရင်ကျွန်တော်ဝမ်းသာမှာမှန်ပါပဲအဲ့တော့ကျွန်တော်တက္ကသိုလ်ကျောင်းတက်နေတဲ့ကာလခေတ်စပြီးအင်္ဂလိပ်စာကိုလေ့လာခဲ့တာအခုဒီတိုင်းပဲအဲ့တော့စလေ့လာခဲ့တဲ့သင်တန်းပေါင်းစုံတက်ခဲ့တယ်ပေါ့ကျွန်တော်သင်တန်းအများကြီးတက်ခဲ့တယ်ဟိုင်မဲလို့ကိုတော့ဟုတ်လားထင်နေခဲ့တယ်ပေါ့ဟုတ်လားထင်နေခဲ့တယ်နောက်ဆုံးကျွန်တော်ဘယ်မှာလဲဆိုတော့မန္တလေးရောက်သွားတယ်မန္တလေးသင်တန်းတစ်ခုရောက်သွားတယ်သင်တန်းနိုင်ဘက်က PEX ဆရာအရှင်ဉာဏိတရသင်ခဲ့တယ်ပေါ့အဲ့ဒီနောက်မှာကျွန်တော်အင်္ဂလိပ်စာတွေငါအားနည်းချက်တွေအများကြီးရှိပါသေးသလားဆိုတာတွေကိုလည်းသိရှိသွားတယ်လို့ကိုယ့်ရဲ့မသိရရတွေတော်တော်များများကိုလည်းသဘောပေါက်သွားခဲ့တယ်ကိုလည်းအင်္ဂလိပ်စာကိုယုံကြည်မှုရှိသွားခဲ့တယ်ပြီးတော့အင်္ဂလိပ်စာရဲ့လမ်းမှန်တွေကိုလည်းပဲတွေ့ရှိသွားခဲ့တယ်လမ်းပြောင်းနေတဲ့သူလမ်းတွေ့သွားတယ်လို့အမောင်လေးလမ်းလျှောက်နေတဲ့သူတယောက်လျှက်စစ်မီမိုးကြိုးလျှက်စစ်မီလေးလစ်လိုက်တယ်လို့ပဲလမ်းမှန်ကိုတွေ့ရှိသွားတယ်ပေါ့ဒါကျွန်တော်ရဲ့ပြောချင်တာကဆရာတယောက်ရဲ့အရေးပါမှုတွေပေါ့အဲဆရာတယောက်အရေးပါမှုတွေကြောင့်ပြောချင်တာပါကိုယ့်အသာကိုစနဝါဝါလိလာနေတဲ့စာရင်အင်္ဂလိပ်စာလေးလေ့ရမယ်ဆိုလို့ရှိရင်ဆရာကောင်းစီမှာသင်ယူပါအဲဒီနောက်မှာကိုဘာတွေလေ့လာမယ်ဆိုတာကိုလေ့လာပါကိုအားနည်းချက်တွေကိုပြင်ဆင်ပါအဲ့တော့ကျွန်တော်တို့ခေတ်ကဆိုလို့ရှိရင်ဘာမှဗီဒီယိုတွေအင်တာနက်တွေဘာမှမရှိဘူးရှိတဲ့ dictionary လေးကိုကြည့်ပြီးတော့အတန်ထွက်အမားတွေနဲ့ထွက်ပြီးတော့ကိုယ့်ကိုဟုတ်လားထင်နေခဲ့တာပါအခုကတကယ်တူးတွက်လာတဲ့ခေတ်မှာအင်တာနက်ခေတ်မှာဆိုလို့ရှိရင်ကိုလိုချင်တာမှန်သမျှကိုအကုန်လုံးလေ့လာလို့ရတယ်ကျွန်တော်တို့ကအင်္ဂလိပ်စာလေ့လာတာခေတ်ကကြာတယ်ပေါ့ဗျာဒီအတန်ဖိုင်တွေပါတယ်ဆိုတာကတော်တော်ဝေးတယ်အတန်ဖိုင်တွေနဲ့ speaking လေ့လာတာတို့ listening လေ့လာတို့ဆိုတာကြုံတောင်းကြုံခဲ့ပြောရမယ်ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်ဘယ်လိုစလေ့လာကလေးဆိုလို့ရှိရင်တကယ်ချင်းတယောက်ကပြောတယ်မင်းအင်္ဂလိပ်စာတော်ကျင်လို့ဆိုလို့ရှိရင်တဲ့ Hollywood အင်္ဂလိပ်ရုပ်ရှင်တော်တော်များများကိုနားထောင်တဲ့အင်္ဂလိပ်ရုပ်ရှင်တော်များများကိုကြည့်ပါတဲ့အဲ့ခါကျကိုကဒီပြောတာကိုကြည့်ရပေါ့ကြည့်ခါမှာအဲ့ဒီကသူပြောတဲ့အပြောဆိုတွေကိုကနားလည်သွားတယ်သူပြောတာတွေကိုပြန်ပြီးတော့ယူသုံးလို့ရတာပေါ့အဓိကအဲ့လိုယူသုံးလို့ရတယ်အဲ့တော့ तू ကမှန်ပါတယ်တကယ်ချင်းဆိုပေမဲ့ဟာဒီကောင်ကဆရာရောက်တာပဲလို့မမြင်နဲ့သူကပဲပြောကိုကောင်းသိခြင်းလို့ပြောလို့ရှိရင်ကိုကလိုက်နာရမယ်ကိုကောင်းသိခြင်းပြောတာပဲသူကဆရာကြီးလို့အဲ့လိုမမြင်ပါနဲ့အဲ့ तू ပြောတဲ့အတိုင်းအင်းရုပ်ရှင်တော်များအောင်နားထောင်ပြတယ်ကြည့်ဖြစ်တယ်ပေါ့ကြည့်တဲ့အခါမှာအတန်တော်တွေကိုနားလဲလာတယ်သူတို့ဘယ်လိုပြောတယ်ဆိုတာမျိုးလေးတဖြည်းဖြည်းပေါက်လာတယ်အခုပြောတဲ့အခါမှာနိုင်ငံရန်တွေ့တဲ့အခါမှာလည်းအဲ့ထက်အတိုင်းယူသုံးလို့ရတယ်အဲ့တော့ကျွန်တော်အဲ့လိုမျိုးမန္တလေးမှာနေတော့ဆိုလို့ရှိရင်ဥပဒေဓာတ်တွေသွားတယ်မန္တလေးတောင်တွေသွားတယ်အဲ့လိုပေါ့ဒီရွှေเจ้าတို့ဘာလို့သွားတယ်နိုင်ငံသားတွေပြောတယ်ကိုယ့်တော့ရဲရဲတင်းတင်းပြောရဲပြင်းပြင်းဆိုအဲ့လိုမကြောက်မရွံ့အဲ့ခါမှာသူတို့ရဲ့နံပါတ်တွေကိုတိသွားတယ်အဲ့တော့သူကမှားရင်လည်းထောက်ပြပေးတယ်ပေါ့အဲ့တော့ပြောရမှာကိုမကြောက်ပါနဲ့အဲ့တော့အဲ့လိုမျိုးပြောရမှလာတဲ့ခါကျတော့speaking ဘိုင်းကိုနည်းနည်းလေးကိုယုံကြည်မှုရှိတာတယ်ဒါပေမဲ့အတန်တော်တွေတော့မှားနေစေပဲခုနကပြောသလိုပဲဆရာအရှင်ဉာဏိတနဲ့တွေ့ပြီးနောက်ပိုင်းကိုအင်းစာယုံကြည်မှုရှိတာတယ်ဒီက sentence ဒီဘယ်လိုတိစောက်အောင်မလဲ grammar ဘိုင်းတွေကျွမ်းကျင်လာတယ်ပေါ့ကျွန်တော်ရဲ့အင်းစာခီးပေါ့တဖြည်းဖြည်းနဲ့လေ့လာတဲ့ခါမှာခုနောက်ပိုင်း internet ကလည်းတအား internet ခေတ်မှာဆိုတော့ကိုလိုချင်တာမှန်သမျှအကုန်လုံးရှာလို့ရတယ်အဲ့တော့ပထမဆုံးနဲ့တော့ဆရာကောင်းတစ်ယောက်ပေါ့ရှားမှရမယ်ဆရာကောင်းတစ်ယောက်ဒီမှာချိကက်ရမယ်ပညာလိုချင်လို့ရှိရင်ဆရာကောင်းဒီကိုသွားမှရမယ်
ကိုယ့်အသားကိုတယောက်တည်းလေးလာနေလို့ရှိရင်ကြားပါတယ်ဖြစ်နိုင်ဘူးဆိုတော့မရှိပါဘူးကြားတယ်အချိန်ကြားတယ်အဲ့လိုအခုကျွန်တော်ရဲ့အင်္ဂလိပ်စာခီးအတွေ့အကြုံတွေကိုလည်းမိတ်ဆက်ပေးရင်းနဲ့ဒီအင်္ဂလိပ်စာကိုဘယ်လိုလေးလာရမလဲဆိုတာလေးကိုကျွန်တော်ကအကြံပြုခြင်းနဲ့လူငယ်တွေစီကိုမျှဝေချင်တာပါခုနပြောသလိုပဲကိုကြောင့်တူတယောက်အကျိုးရှိခဲ့မယ်ဆိုရင်တောင်မှပဲကျွန်တော်ဝမ်းသာပီတိဖြစ်မှာပါဆိုတော့ကျွန်တော်ဘာနဲ့အရင်ဆုံးမိတ်ဆက်ပေးနေတာလဲဆိုလို့ရှိရင် pronunciations အတန်ထွက်ပေါ့ကျွန်တော်တို့ကအမှန်တကယ်တော့မြန်မာမို့လို့အတန်ထွက်မကောင်းတာလားငပိစားလို့ငပိစားထွက်တာလားဆိုတာမဟုတ်ပါဘူးကျွန်တော်တို့ကအမားတွေကိုသင်ယူခံရပြီးတော့အမားတွေကိုသင်နေတာအတန်ထွက်အမားတွေကိုသင်နေလို့ကျွန်တော်ကအတန်ထွက်တွေမှားနေတာအခုလိုအင်တာနက်ခေတ်ကြီးမှာနေထစ်ထစ်ပြောတဲ့အတန်ထွက်တွေကိုကျွန်တော်တို့ကကြားတဲ့အခါမှာငါတို့တော်တော်မှားတာပဲလားဆိုတာသိသွားတယ်သူတို့လောက်တရားခိုင်နှုန်းကောင်းမှုမဆိုလိုပါဘူးကိုကကျွန်တော်မြန်မာတွေကအမားတွေတင်ပြီးအမားတွေလိလာနေခဲ့တဲ့အတွက်ကြောင့်မှားနေတာတကယ်တမ်းကျဘယ်လိုပြောမလဲဆိုတော့ထင်တဲ့တိုင်းထွက်နေတာကိုထင်တဲ့တိုင်းထွက်နေတာတကယ်အင်္ဂလိပ်စာကဘယ်လိုပြောမလဲဆိုတော့အခရာနာမည်တက်တက်ရှိပြီးသား A ဆို A ဆိုတက်တက် A ကအခရာနာမည်အဲ့ဒါမှ A ဆိုပြီးတော့ဆိုပြီးတော့ဒီအခရာရဲ့အတန်ထွက်ကတက်ရှိ phonics ပေါ့အဲ့လိုလေးရှိပြီးသားအဲ့တော့နောက်ထပ်တစ်ဆင့်ဘာရှိအောင်ဆိုတော့ IPA လို့ခေါ်တဲ့ဒါအတန်ထွက်အခရာပေါ့အဲ့လိုမျိုးတွေကိုပြန်လေ့လာရတယ်ဒီအတန်ထွက်အခရာကတက်တက်ဒီအခရာနာမည်ကတက်တက်အခုကျွန်တော်တို့ဗမာတွေကဘယ်လိုမျိုးကျွန်တော်တို့မြန်မာတွေကဘယ်လိုမျိုးထွက်နေကြတယ်လဲဆိုလို့ရှိရင်ဒီအခရာရဲ့နာမည်ကြီးနဲ့ထွက်နေကြတာအဲ့ဒါမျိုးကြောင့်အင်္ဂလိပ်စာတွေကတော်လိုက်တွေဖြစ်ကုန်ကြတာအဲ့ဒါမျိုးတွေဖြစ်ကုန်ကြတာဆိုရပါစို့ OVEN ဆို urban လို့ထွက်ချိုက်တယ်တကယ်တော့အဲ့လိုမဟုတ်ပါဘူး urban ပြောကြတာကအဲ့လိုမျိုးပေါ့ဒီ O ကြီးကို O လို့ထွက်ချိုက်တာအတန်ထွက်ဒီအခရာရဲ့နာမည်ထွက်ချိုက်တာအဲ့လိုတွေမှားကုန်တာအဓိကကကျွန်တော်တို့က IFE ကိုလေ့လာဖို့မရှက်ပါနဲ့မကြောက်ပါနဲ့ IFE တွေကိုအခြေခံစနစ်တကျလေ့လာပါဆိုကြပါစို့ native speaker တယောက်ကအင်္ဂလိပ်လိုပြောလိုက်တယ်အတန်ထွက်လိုက်တယ်နားမလည်ဘူးမထွက်တတ်ဘူးဆိုလို့ရှိရင်အဲ့ဒီစလုံးပေါင်းတဲ့ dictionary ရိုက်ရှာမယ်အဲ့ဒီက dictionary ကပါရဲအတန်ထွက်အခရာ IFE အတိုင်းထွက်လိုက်မယ်ဆိုလို့ရှိရင်ကိုကထွက်သွားတာပါအဲ့ဒါမျိုးပါပဲ IFE ကိုများများလေ့လာပဲများကြည့်မယ်ဆိုလို့ရှိရင်ဒါက pronunciation ပိုင်းမှာတော်လေးကောင်းလာပါလိမ့်မယ်အဲ့တော့ဒီအတန်ထွက်အခရာတွေကိုလေ့လာဖို့မပြင်းပါနဲ့ IFE တွေကိုလေ့လာဖို့မပြင်းပါနဲ့အဲ့တော့ကျွန်တော်တို့ဗမာတွေမြန်မာတွေကဘာတွေမှားနေလဲဆိုလို့ရှိရင်ဒီအခရာရဲ့နာမည်နဲ့အခရာအတန်ထွက်တဲ့ကိုအခုလည်းမသိကြသေးတာဒါပဲဝင်ပြောရမှာဆိုလို့ရှိရင် ABCDEFG ထားပါတော့အဲ့ဒီဟာတွေကအခရာရဲ့နာမည်တွေအမေအဲ့ဒီကောင်ရဲ့ဒါ IFE ဆိုတာကအခရာရဲ့အတန်ထွက်တယ်အဲ့လိုမျိုးတွေပေါ့ဒီအင်္ဂလိပ်စာကိုဟာပါတော့ vocabulary တစ်လုံးကိုမြင်လိုက်တာနဲ့အတန်ဒီအခရာရဲ့နာမည်တိုင်းဆိုလူတွေကပါတော့ထွက်ချလိုက်တာအဲ့ဒါအကုန်တလွဲတစ်ချို့ဖြစ်ကုန်တာအဲ့ဒီ vocabulary တစ်ခုမှာအခရာအတန်ထွက်တက်ရှိတယ်အဲ့ဒါကိုတက်ပြန်လေ့လာအောင်ပါတို့ကဒီဝါကြထင်တဲ့တကယ်အမြင်နဲ့ပြောမှဆိုလို့ရှိရင်ဒီတိုင်းပဲမြင်ုံနဲ့တင်ထွက်ချလိုက်ရတာခုနကပြောလို့ဆိုဟော urban ပေါ့ဗျာ O တန်ထွက်ချလိုက်တာဘန်ထွက်ချလိုက်တာအဲ့လိုမျိုးကြောင့်အကုန်လုံးကနည်းနည်းအကုန်တလွဲတချို့ဖြစ်ကုန်တာတကယ်တော့ urban အဲ့မှာအခရာအတန်ထွက်တိနဲ့ပါပြီးသားအခရာအတန်ထွက်ကိုတစ်ချက်လေးလိုက်မယ်ဆိုလို့ရှိရင်ဒါကနိုင်ငံသားတွေလည်းနားတယ်လေကိုလည်းတဖြည်းဖြည်းယုံကြည်မှုရှိလာတယ်ဒါက number 1အနေနဲ့
pronunciation ပိုင်းနောက်တစ်ခုကဘာလဲဆိုတော့ vocabulary ကျွယ်မှပြောနိုင်မယ်ရေးနိုင်မယ်ဖတ်နိုင်မယ်နားထောင်နိုင်မယ်သူများပြောတာကို vocabulary ကျွယ်မှဒါပါဆိုတာသိမယ်ကိုယ်တိုင်ပြောရင် vocabulary ရှိမှကိုကဘာဆိုတာပြောနိုင်မယ် vocabulary ကျွမ်းကျင်မှသူဘာရေးတာဆိုတာကိုကသိ vocabulary ကျွမ်းကျင်မှကိုကရေးနိုင်မယ်အဲ့တော့ vocabulary ကအရန်အရေးကြီးပါတယ်အဲ့တော့ vocabulary ကျွမ်းကျင်ဖို့ဘာလို့ရမလဲဆိုလို့ရှိရင်အင်္ဂလိပ်စာတွေကိုမများဖတ်ရမယ်သူများရေးတာတွေအများကြီးဖတ်မသိလို့မဖတ်ဘူးဖြစ်เสียအောင်မများဖတ်မယ်ကိုမသိတဲ့ vocabulary ကို dictionary ကြည့်မယ်ပြီးရင် note ထုတ်မယ်ပြီးလို့ရှိရင်ခဏခဏအဲ့ကို note တွေကိုခဏခဏပြန်ဖတ်မယ်ပြန်လေ့လာမယ်ခေါင်းထဲမှာတစ်ဖြည်းဖြည်းရောက်သွားမယ်အဲ့တော့ဆိုရင် vocabulary ကျွေးမယ်အဲ့ vocabulary ကို grammar နဲ့စနစ်တကျပြန်တိစောက်မယ်ဆိုလို့ရှိရင်အရေးပိုင်းတွေအပြောပိုင်းတွေမှာယူသုံးလို့ရတယ်အဲ့တော့ဆက်တော့အင်္ဂလိပ် for scale လုံးအကုန်လုံးယူသုံးလို့ရသွားတယ်ပေါ့အခုနပြောသလိုပဲစာတွေမများဖတ်မယ်ပြောမှဆိုရင်အင်္ဂလိပ်စာတွေ့သမျှအင်္ဂလိပ်စာတိုင်းကိုလိုက်ဖတ်မယ်ကိုမသိတဲ့မှန်သမျှကိုနှုတ်ထုတ်မယ်နှုတ်ထုတ်ပြီးရင်ကိုအားတဲ့အချိန်မှာအများတန်းထီစာအုပ်လေးကိုပြန်ဖတ်ကြည့်မယ်အဲ့ဒါဆိုရင်ဒီ vocabulary တွေချွေရလာမယ်ပြီးတော့ vocabulary နဲ့ပတ်သက်တဲ့ဒီတဲ့စာအုပ်တွေကိုဝေဖတ်မယ်ပေါ့အဲ့လိုဆိုလို့ရှိရင်ဒါ vocabulary ချွေရသွားပြီပေါ့ Number 3 grammar ကိုများ grammar စာအုပ်တွေကိုဖတ်မယ်ပေါ့ grammar ဒါငယ်တော့လည်းအင်္ဂလိပ်စာတွေအများကြီးလေ့လာခဲ့တာပဲအဲ့တော့ကျောင်းလုံးကသင်ခဲ့တယ်ပေါ့grammar နဲ့အင်္ဂလိပ်စာနဲ့အများနဲ့ထိတွေ့ခွင့်ရတာပေါ့ရပြီးသားဆိုတော့ grammar လေးတွေကိုလေ့လာမယ်စနစ်ကျလေ့လာမယ်ဒါက plural ဒါ singular လား singular ဆိုရင်ဘယ်လိုရေးရတယ် plural ဆိုဘယ်လိုရေးရတယ်စသဖြင့်ပေါ့အဲ့လိုမျိုးလေးတွေရဲ့ tenses တွေရဲ့အကုန်လုံးလေ့လာမယ်အဲ့တော့ကျွန်တော်စာအုပ်လေးတစ်ခုကျွန်တော်လမ်းညွှန်ချင်တာပေါ့ဂုဏ်ထူးဥအောင်ခံရေးတဲ့ basic grammar ကိုလေ့လာမယ်ဆိုလို့ရှိရင်လေဒါက grammar ဘိုင်းကိုကျွမ်းကျင်သွားလိမ့်မယ်အဲ့စာအုပ်ကိုမများဖတ်မယ်အကုန်လုံးတအုပ်လုံးလာဒီကြောက်အောင်လာလေ့လာလိုက်ပါဂုဏ်ထူးဥအောင်ခံရဲ့ basic grammar အကုန်ပါပါတယ်အဲ့စာအုပ်ဒါကျင့်ကြအောင်လေ့လာပြီးသွားလို့ရှိရင် basic grammar ကျွမ်းပြီလို့ယူဆလို့ရတယ်ပြီးတော့မှဒါကတခြားစင်မြင့် grammar တွေတွေ့ရင်လည်းကိုယ့်အတာကိုပြန်ပြီးလေ့လာပေါ့အဓိကတော့အခြေခံမှာဘယ်ဘာသာရေးရမှာဆိုအခြေခံအဓိကအခြေခံကျွမ်းကျင်လို့ရှိရင်အားလုံးကသူ့အတာကို modify လုပ်သွားလို့ရတယ်ပြောရမယ်ဆိုကိုယ့်အတာအဆင့်မြင့်သွားလို့ရတယ်ပေါ့အဲ့တော့ grammar သိမှသာလျှင်ကိုကအပြောမှလည်းပဲအစနစ်ရှိပြောလို့ရတာပေါ့အရေးမှလည်းပဲရုံရင်းမှုရှိနဲ့အစနစ်ရှိရေးလို့ရမယ်အကုန်လုံး grammar သိလို့ရှိရင်အကုန်ကျုံးဝင်ပါတယ်grammar ကိုယ်တိုင် grammar ကျွမ်းတယ်သူများရေးထားတာကိုလည်းကိုကထောက်ပြလို့ရတယ်ဒါကတော့ grammar ဘိုင်းကျွန်တော်ပြောသလိုပေါ့ဂုဏ်ထူးဥအောင်ခံရေးထားတဲ့ basic grammar ကိုလားဝယ်ဖတ်လိုက်တခြား internet ပေါ်မှာလည်း download ယူလို့ရပါတယ်ဒီ grammar နဲ့ပတ်သက်လာလို့အများကြီးပေါ့ကျွန်တော်ကတော့ဂုဏ်ထူးဥအောင်ခံရဲ့အခြေခံအင်္ဂလိပ်စာနဲ့ grammar နဲ့ကိုကကျွမ်းကျင်ခဲ့တာဆိုတော့သူ့ကိုပဲမြင်ပြချင်ပါတယ်ကျွန်တော်ကြောင့်ချို့လူငယ်တွေလည်းအဲ့စာအုပ်ဖတ်ပြသွားတာရှိတယ်ကျေးဇူးတင်ကြတာပေါ့အဲ့စာအုပ်လမ်းညွှန်လို့အဲ့တော့ဒီစာအုပ်ကဈေးဘယ်လောက်မှလည်းမရှိပါဘူးမရှိတဲ့အတွက်ကြောင့်ဒီဟာလေးက3-4လောက်ရှိမှဆိုလို့ရှိရင်ကိုရသွားတဲ့ပညာရက်ကဒါအဖို့မဖြတ်နိုင်တော့အဲ့လိုဝယ်ဖတ်မယ်အဓိကစာအုပ်နဲ့လေ့လာတာပို့ပြီးတော့ရတာရှိပါတယ် grammar တွေပါကိုယ့်လာကိုလေးဖတ်ရင်လေ့လာရင်ပေါ့ဒါပေမဲ့အဲ့စာအုပ်ထဲမှာအကုန်လုံးဝါကြတိဆောက်ပုံတွေစာဥပမာအများကြီးပါတယ်အဲ့ဒါ grammar သိသွားလို့ရှိရင်ကျွန်တော် vocabulary လေးတွေနည်းနည်းညှက်သုံးသွားလို့ရှိရင်ဒါကကျွမ်းကျင်သွားပါလိမ့်မယ်အဲ့ grammar ပြီးရင် listening ပိုင်းကကျွန်တော်တို့ခေတ်ကတဆိုင်အများကြီးခုခေတ်အများကြီးတိုးတက်လာပါတယ်ခုခေတ် internet ခေတ်ကိုလိုချင်တာမှန်သမျှကို line ပေါ်ကအကုန် down လို့ရတယ်အကုန်လေ့လာလို့ရတယ်အဲ့တော့တချင်းအင်္ဂလိပ်တချင်းနဲ့နားထောင်မှာပဲအင်္ဂလိပ်ရုပ်ရှင်လေးကြည့်ရမှာပဲnative speaker တွေတင်တဲ့အင်္ဂလိပ်စာတွေကိုလည်းကိုကနားထောင်အောင်ကြည့်ရမယ်
အားနေကြက်ကလေးနဲ့ဖြစ်ဖြစ်နားထောင်မယ်အားနေအင်္ဂလိပ်ဥရှင်တွေကြည့်မယ်နားမလဲလို့ဆိုရင်နောက်ခေါက်သုံးခေါက်ပြန်ကြည့်မယ်ဟုတ်လားကိုကတကယ်ပြောမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်မှာလည်းပဲဘန်နီဒီဇိုင်းယာဆိုတဲ့ပြင်းပြတဲ့စိတ်ဆန္ဒရှင်အောင်မြင်တယ်ဒါကအဓိကဘန်နီဒီဇိုင်းယာလို့ခေါ်တဲ့ပြင်းပြတဲ့စိတ်ပဲအဲ့လိုရှိမယ်ဆိုလို့ရှိရင်ကိုအားနေချင်းမှကြက်ကလေးနဲ့အင်္ဂလိပ်သချင်းတွေနားထောင်မယ်အလုံးလုံးရင်လည်းပဲကြက်ကလေးနဲ့အင်္ဂလိပ် speaking ရောအင်္ဂလိပ်ဒီသချင်းတွေကိုကိုကကြက်ကလေးနဲ့နားထောင်ရင်လုံးမယ်ဆိုရင်လည်းပဲကိုက listening practice ကတော်လေးကိုရသွားနိုင်တယ်ကျွန်တော်လည်းအဲ့လိုမျိုးလေ့လာတယ်ခဏလေ့လာပါများလာတဲ့ခါကျအင်္ဂလိပ်စာနဲ့ကိုနဲ့ရင်းနှီးသွားတာသူတို့အပြောမြန်တာတွေရောဘာတွေကအားလုံးကဒီခဏလေ့ကျင့်မှုပေါ်မှာအများကြီးဆိုင်တယ်ခဏလေ့ကျင့်အားတိုင်းလေ့ကျင့်ဒီက listening ကအရင်ကြီးတယ်သူတို့ပြောတာကိုနားလည်မှကိုပြန်ပြောလို့ရတာအဲ့ဘာလိုရတယ်ဆိုတော့အခုနကပြောသလိုပဲအတန်ဖိုင်နားထောင်မယ်ရုပ်ရှင်တွေကြည့်မယ်အဲ့လိုဆိုလို့ရှိရင်နားလည်လာပါလိမ့်မယ်ကျွမ်းကျင်လာပါလိမ့်မယ်โอเคဒါကတော့ listening ပိုင်း speaking ပိုင်း speaking ကဘာလဲဆိုတော့အခုခေတ်မှာ AI ခေတ်ပဲကိုတော့ခုနက vocabulary ကျွေးမယ် grammar ကျွေးမယ်ဆိုလို့ရှိရင်ကိုယ့်တငယ်ချင်းတွေနဲ့တငယ်ချင်းတွေလေ့ကျင့်မယ်ဒီမှမရှိဆိုရင်ကိုယ့်အခန်းထဲမှာကိုယ့်အသာကိုပိတ်ပြီးကောက်လေ့ကျင့်မယ်ကျွန်တော်ရဲ့ general အောင်ဆန်းဘချိုးအောင်ဆန်းကိုယ့်အသာကိုအခန်းထဲမှာကိုယ့်အသာကိုဒီကပိတ်ပြီးကောက်လေ့ကျင့်ခဲ့တာတကယ်လို့ချင်းတကယ်ဟုတ်ရတယ် general အောင်ဆန်းဟောအခန်းထဲမှာတကားပိတ်ကိုယ့်အသာကိုလေ့ကျင့်ခဲ့တာအဲ့လိုပဲအပေါင်းအသင်းမရှိလေကိစ္စမရှိဘူးဟောအခန်းတကားပိတ်ဟောအင်တာတိုင်ကိုယ့်အသာကိုအားနဲ့ကိုယ့်အသာပြောအခုမြန်မာလိုတစ်ခုပေါ်လာတိုင်းအင်္ဂလိပ်လိုတစ်ခုလိုပြောရမယ်ဆိုတော့စဉ်းစားအဲ့လိုဆိုရင်ကိုအပြောတွေကလည်းပဲတွေ့ရလာနိုင်မယ်အခုဆိုရင် internet ခေတ်ဥမာ for example ဥမာနဲ့ပြောမယ်ဆိုရင် chat GPT လို့ခေါ်တဲ့ AI အနေနဲ့လည်းအများကြီးလေ့ကျင့်လို့ရတယ်သူတို့ကမှားရင်လည်းထောက်ပြပေးတယ်အဲ့ဒါနဲ့လေ့ကျင့်မယ်ဆိုလို့ရှိရင်ဒါကအများကြီး speaking စွမ်းရည်ကိုတွေ့ရလာတယ်မှားမှမကြောက်နဲ့အမှားရှိမှအမှန်သိမှာအဲ့တော့ရေးပြောမယ်မှားမှမကြောက်နဲ့မှားတဲ့သူကမရှိဘူးအဲ့တော့ကိုကနောက်များမှာဆိုလို့ရှိရင်အဲ့တော့နိုင်ငံသားရင်တွေ့လေရေးပြောမယ်ရေးနှုတ်ဆက်မယ်သူတို့ကမှားရင်ထောက်ပြပေးမယ်မှားမှမကြောက်ပါနဲ့ရေးပြောပါခု AI နဲ့ရှိရင် AI နဲ့လေ့ကျင့်ပါvocabulary လည်းများလေ့လာမယ် grammar လည်းသိမယ်ဆိုလို့ရှိရင်ဒါအပြောပိုင်းကတဖြည်းဖြည်းနဲ့ပါတော့ကျွမ်းကျင်သွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့အပြောပြီးရင်ဘာလာမလဲဆိုတော့ reading ပိုင်းအောင်ရှင်းပါတယ်နော်အဲ့တော့ reading ပိုင်းကအင်္ဂလိပ်စာမှန်သမျှအကုန်နာဖတ်အင်္ဂလိပ်စာမှန်သမျှအကုန်ဖတ် social media မှာအင်္ဂလိပ်စာဖေ့တွေကို like လုပ်ထားမယ် join ထားမယ်အဲ့တော့ Telegram မှာဆိုလဲအင်္ဂလိပ်စာရဲ့ဖေ့တွေကို join ထားမယ်အဲ့တော့အဲ့မြင်ရဖတ်မယ်မသိရင်ကိုကမှတ်သားထားမယ်လေ့ကျင့်မယ်ပြန်လေ့လာမယ်ဆိုလို့ရှိရင်reading ပိုင်းကတော်လေးကိုအဆင်ပြေသွားတယ်အင်္ဂလိပ်စာမှန်သမျှဖတ်ဒါအကျဉ်းပြောတာအများကြီးဖတ်အင်္ဂလိပ်စာမှန်သမျှဖတ်ပြီးရင် note ထုတ်ပြီးသွားလို့ရှိရင်ပြန်လေ့လာအဲ့တော့အင်္ဂလိပ်စာကအဲ့လိုမျိုးစာအများနဲ့စာနဲ့အများဖတ်နေတဲ့ခါကျစာရင်းနဲ့ကိုယ်နဲ့ရင်းနှီးသွားတာကျွန်တော်တို့အများနဲ့တွေ့တဲ့စာအကုန်ဖတ်တာအဲ့တော့တဖြည်းဖြည်းနဲ့ကိုကစာတွေကကိုယ်နဲ့အင်္ဂလိပ်စာနဲ့မစိမ့်တော့ဘူးရင်းနှီးသွားတာရင်းနှီးသွားတဲ့အခါကျတော့ရှင်ဒါကအဲ့ reading ပိုင်းနေရတဲ့အစဉ်ကိုယ့်ရဲ့speaking မှာလည်းယူသုံးလို့ရတယ်လို့ writing ပိုင်းမှာလည်းယူသုံးလို့ရတယ်စာမှန်သမျှကိုဖတ်မယ်ပထမဆုံးကျွန်တော် reading ပိုင်းကိုစံပြုကျင်တာကကိုက reading ကိုစကြည့်မယ်ဆိုလို့ရှိရင်ဆရာဦးသိန်းလွန်ရေးတဲ့အင်္ဂလိပ်မြန်မာနှစ်ပါးလားအဲ့လိုဝတ္ထုလေးတွေရှိတယ်အဲ့ဒါလေးတွေကစဖတ်ကြည့်လိုက်အင်္ဂလိပ်စာရင်းနှီးဖတ်မယ်မသိလို့ရှိရင်မြန်မာစာလေးပြန်လှန်ကြည့်မယ်အဲ့လိုလေးတွေဖိုင်ကျွန်တော်လည်းအဲ့လိုလေးလာခဲ့တယ်ဗီဒီယိုပိုင်းကအခုနှစ်ကြာရတဲ့ခါကျတော့ဘယ်လိုပြောမလဲဆိုတော့ကြည့်ရတယ်ကိုစိတ်ထဲရတယ်သူကသူကတီးပြီးသားဖြစ်သွားတာတီးသလိုဖြစ်သွားတာပေါ့ဒါကကိုယ့်ရဲ့ဂိမ်းအောင်နေတာတဖြည်းဖြည်းနဲ့ကိုဂိမ်းအောင်သွားတာတို့တည်းရမင်းဘယ်လောက်ကျွမ်းလဲဆိုတော့ပြောလို့မရအောင်အင်္ဂလိပ်စာလို့စာဖတ်တယ်ဆိုတာကကိုယ့်ရဲ့ခေါင်းထဲမှာ
အမြဲတမ်းကိန်းအောင်သွားတာပေါ့ဟုတ်တယ်ဒါတွေပြောပါဆိုပါဆိုရင်ထွက်ပေါ်လာမဟုတ်ဘူးဒါပေမဲ့ဖတ်လိုက်တဲ့ခါကျတော့ကိုယ့်ရဲ့အတွေးရဲ့အုံတော်ထဲမှာဒီဟိုဖတ်လာတဲ့စာတွေကကိန်းအောင်သွားတာပေါ့ဆိုလိုချင်တာအဲ့တော့ခုနကကျွန်တော်ပြောသလိုဆရာဦးသိန်းလွန်ရေးတဲ့အင်္ဂလိပ်မြန်မာစာနှစ်ဘာသာထွက်တဲ့ဝတ္ထုလေးတွေကိုဝယ်ဖတ်မယ်အဲ့လိုဆိုရင်reading ဘိုင်းကကောင်းလာပါလိမ့်မယ်โอเคဒါကတော့နံပါတ်6အချက်ဖြစ်တဲ့ reading ဘိုင်းနံပါတ်9ဖြစ်တဲ့ writing ဘိုင်း writing ဘိုင်းတော့အယူရှင်းပါတယ် reading ဘိုင်းရရင် writing ဘိုင်းရတာပဲ reading ဘိုင်းကောင်းကောင်းဖတ်နိုင်လို့ရှိရင်ဒါကကိုက writing ဘိုင်းမှာပြန်ပြီးတော့ reading ဘိုင်းရဲ့ဟာတွေကိုကိုကပြန်ပြီးတော့ကိုယ့်ဘာသာကိုဖန်တီးမယ်ဝါကြတွေကိုတိစောက်မယ်အဲ့တော့ဘာသိရမှာလဲဆိုတော့ vocabulary နဲ့ grammar သိလို့ရှိရင်ရေးလို့ရပြီအဲ့တော့စာမများဖတ်မယ်အဲ့ဖတ်ထားတဲ့စာရေးရတဲ့ကိုကဘာဖြစ်တော့ဆိုပြန်အသုံးချမယ်ကိုယ့်ဘာသာကို grammar နဲ့ vocabulary နဲ့ပြန်ပြီးတော့အသုံးချမယ်ပေါ့အဲ့လိုဆိုလို့ရှိရင်လည်းကိုက writing ဘိုင်းမှာကျွဲဝလာလိမ့်မယ်ရိုးရှင်းရှင်းလေးပဲတိစောက်စံတက်တည်အဲ့တော့ဒီ grammar အဓိက grammar vocabulary အဲ့ဒါတွေများများရသွားလို့ရှိရင်ကိုက writing ဘိုင်းမှာပေါ်ကျွာလာလိုက်ကျွေးလာလိုက်မယ်ပေါ့အဲ့တော့ဥပမာအနေနဲ့ပြောရအောင်ဆိုလို့ရှိရင်ဂုံတို့ဥအောင်ခိုင်ရေးထားတဲ့ essay letter ဆိုတဲ့ writing ဘိုင်းကိုလေ့လာကြည့်မယ်ဆိုရင်လည်းပဲကိုယ့်ရဲ့အရေးစွမ်းရည်ဟာကျွေးနိုင်တယ်အဲ့တော့ဂုံတို့ဥအောင်ခိုင်ရေးထားတော့ essay letter လေးရှိတယ်ဒါတော့ဒီအခြေခံတက္ကသိုလ်ကွန်တန်းအတွက်ထုတ်ထားတဲ့စာအုပ်လေးရှိတယ်အဲ့ဒါလေးတွေကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ကိုကဒီ writing ဘိုင်းမှာကောင်းလာနိုင်တယ်ပေါ့အဲ့စာအုပ်လေးတွေကိုဖတ်ကြည့်ပါအဲ့လိုဆိုလို့ရှိရင်ကိုယ့်ရဲ့ writing ဘိုင်းကကျေဝလာလိမ့်မယ်အဲ့တော့ vocabulary ရဲ့ grammar ရဲ့စာမများဖတ်လို့ရှိရင် writing ဘိုင်းကကောင်းလာပါလိမ့်မယ်အဲ့တော့ပြောချင်တာကကို့မှာကပြန့်ပြတဲ့စိတ်ပေါ့အင်္ဂလိပ်လိုခေါ်ရင်တော့ bunny desire အဲ့ဒါဒီပြန့်ပြတဲ့စိတ်စိတ်ရထက်သန်မှုရှိမှသာလေဘယ်ဘာသာရဲ့မဆိုအောင်မြင်မှာပါအဲ့တော့ပြန့်ပြတဲ့စိတ်ဆန္ဒရှိရမယ်အဓိကကတော့ကိုယ့်ရဲ့ရွေးချက်ကဘာလဲအင်းစာကိုတကယ်ကိုတိုးတက်ချင်တာတကယ်တိုးတက်ချင်လို့ရှိရင်အင်းစာကိုတကယ်လေ့လာပေါ့ဒါကအင်္ဂလိပ်စာလေ့လာမှသာလေကဘာကြီးကိုမျက်စိပွင့်တာပေါ့ထားပါတော့တချို့ဆိုရင်မီဒီယာတွေမှာဆိုလို့ရှိရင်အင်္ဂလိပ်လိုရေးတာတွေရှိတယ်အဲ့အင်္ဂလိပ်မီဒီယာတွေကိုကိုယ်ဖတ်လို့ရှိရင်သတင်းတွေဖတ်ပြီးသားကိုအကုန်လုံးထွာကြီးဘာဖြစ်နေဆိုတော့ကိုယ်သိလို့ရတယ်အခုမြန်မာသတင်းတွေတော်တော်များများမြန်မာသတင်းတက်လာကြတယ်ဘယ် channel တွေဘယ် magazine တွေမြန်မာလိုရေးတယ်ဆိုတာကသူကအဲ့ဘာသာပြန်ပြီးတော့သတင်းလွှင့်ထားတာတွေပဲအင်္ဂလိပ်စာသိလို့ဒီသတင်းတွေဖတ်နိုင်တာပေါ့အဲ့တော့ကိုယ်မှာပြင်းပြတဲ့စိတ်ဆန္ဒရှိဖို့အထူးကပဲပြင်းပြတဲ့စိတ်ဆန္ဒရှိလို့ရှိရင်ဖြစ်နိုင်ဘူးဆိုတာမရှိဘူးဒါကကျွန်တော်ရဲ့အင်္ဂလိပ်စာခရီးလမ်းကြောင်းလေးနဲ့အကြံပြုချက်တွေဖြစ်ပါတယ်ဒီအကြံပြုချက်တွေဒီကျွန်တော်ရဲ့ခရီးတွေကိုသုံးတယောက်ကတုံးချမယ်အကျိုးရှိမယ်ဆိုလို့ရှိရင်ကျွန်တော်ဝမ်းသာနေမှာအမှန်ပါပဲအဲ့တော့နောက်များမှာဆိုလို့ရှိရင်ကျွန်တော်ဒီအခုကျွန်တော်ပြောတဲ့ခုနှစ်ချက်နဲ့ပတ်သက်လာလို့ကျွန်တော်အသေးစိတ်ကိုကျွန်တော်ပြန်ရှင်းပြပါမယ်ဒါကတော့ကျွန်တော်ရဲ့အင်္ဂလိပ်စာနဲ့ပတ်သက်လာလို့ပထမဆုံးတင်တဲ့ဗီဒီယိုလေးဖြစ်တယ်လို့ကျွန်တော်မိတ်ဆက်ပေးခြင်းလည်းဖြစ်ပါတယ်ကျွန်တော်ကတော့အောင်ထက်သူဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်များမှာပြန်ဆုံးပါနော်ဘိုင်ဘိုင်